ပြင်ဆင်မှုကောင်းစေဖို့လီဗာပူးရွေးရှားနေတဲ့ခြေလှမ်းများအားလုံးပဲမင်္ဂလာပါရှင်စပေါ့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းအနေနဲ့နောက်ဆုံး6ပွဲမှာ9ပွဲအထိအနိုင်ကစားပြီးတော့ပြန်လာနိုင်မှုကိုပြသနေပါတယ်ချန်ပီယံပွဲကိုကာဝယ်ဖို့ခက်ခဲသွားပြီဆိုပေမဲ့လို့လည်းဒီလိုမျိုးကောင်းမွန်တဲ့ဆွမ်းဆောင်ရည်တွေကအသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုတိုးတက်စေတာကတော့အမှန်ပါပဲတစ်ဖက်မှာကလည်းချန်ပီယံလိစုဖလားပြိုင်ဆိုင်မှုကလည်းရှိနေသေးတာကြောင့်မလို့ဒီစုဖွဲ့မှုကောင်းကိုဆက်ပြီးတော့မှထိန်းသိမ်းထားဖို့လိုအပ်ပါတယ်ပရီးမီးယားလိဂ်ကပွဲစဉ်29အထိရှိသွားပြီဖြစ်ပြီးတော့မှ17ပွဲပဲကျန်တော့တဲ့အချိန်မှာတိုးတက်မှုတွေကတစားတစားပို့ပြီးတော့ကောင်းဖို့လိုအပ်နေပါတယ်။လက်ရှိအနေထားအရဆိုလို့ရှိရင်လည်းအသင်းမှာအားဖြည့်ဖို့လိုအပ်တဲ့နေရာတွေလည်းရှိနေပါတယ်။အပေါ်နဲ့မိုဆာလာတို့ရဲ့တောင်ပန်နေရာတွေရောအသင်းကောင်းဆောင်ဖန်တိုင်းနဲ့ကိုနာတီတို့ရဲ့ဘိုးခန်းစစ်နေရာတွေအတွက်လည်းကြိုပြီးတော့မှပြင်ဆင်သွားရမှာဖြစ်ပါတယ်။ပြင်ဆင်မှုအဖြစ်ကတော့လီဗာပူးက Rangers အသင်းရဲ့ဂျက်ကတ်ကိုခေါ်ယူထားပြီးဖြစ်ပြီးတော့မှလာမယ့်ရာသီကစပြီးတော့အသင်းနဲ့လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။ဒီတယောက်တည်းနဲ့မလုံလောက်တာသိတဲ့လီဗာပူးအနေနဲ့ကလည်းနောက်ထပ်ခန်းစစ်မှုတူကိုခေါ်ယူဖို့ခြေလှမ်းတွေစနေပါတယ်။ဒါကတော့ကောင်းတဲ့အချက်လက်ပါ။လက်ရှိအစုအဖွဲ့ကိုကောင်းကောင်းမွန်မွန်နဲ့ဆက်ထိန်ပြီးတော့မှအသင်းရဲ့အနာဂတ်အတွက်ပြင်ဆင်တာကမဖြစ်မနေပြုလုပ်ရမယ့်အချက်ပါ။တောင်းမွန်ခန်းစစ်မှုနီကိုရှလော်တာဘက်ကတော့လီဗာပူးအသင်းကစိတ်ဝင်စားစောင့်ကြည့်နေပြီးတော့မှဒီကစားသမားလေးကိုခေါ်ယူနိုင်မယ်ဆိုလို့ရှိရင်လီဗာပူးအနေနဲ့အတော်လေးကိုအင်အားတောင့်တင်းသွားပြီလို့ဆိုလို့ရပါတယ်။လီယိုနီကလည်းပြန်လာဖို့ရှိတာကြောင့်မို့လို့လီဗာပူးရဲ့ဖိုးခန်းစစ်ကိုကစားသမားအသစ်တွေနဲ့မြင်တွေ့သွားရဖို့နှိစက်လာနေပါတယ်။တစ်ဖက်မှာကလည်းတိုက်စစ်ပိုင်းအတွက်လီဗာပူးကြိုးပမ်းဖို့ရည်ရွယ်နေတာကတော့အက်စတန်ဗီလာအသင်းရဲ့တိုက်စစ်ကစားသမားရောဂျာပဲဖြစ်ပါတယ်။ရောဂျာကအသက်24နှစ်ပဲရှိသေးပြီးတော့မှကွင်းလယ်တိုက်စစ်ကနေအစချီပြီးတော့မှတောင်မန်2နေရာရောအထောင်တိုက်စစ်နေရာတွေပါကစားနိုင်တဲ့သူဖြစ်ပါတယ်။ဆိုတော့ရောဂျာလိုမျိုးကစားသမားတစ်ယောက်လောက်ရရင်တော့အသင်းအတွက်လည်းအတော်လေးကိုအဆင်ပြေတဲ့ပုံမှာရှိနေပါတယ်။တောင်မန်တွေမှာအသင်းရဲ့ရှင်းရင်းဆွဲကစားသမားဖြစ်တဲ့အန်ကူမိုဟာရဲ့အရေးအသွေးကိုလည်းအမ်စလော့ကယုံကြည်နေပြီးတော့မှဒါမဲ့နေ့ကြလို့ရှိရင်တော့ကစားသမားလေးအနေနဲ့ဒီထက်ပိုပြီးတော့မှပွဲထွက်ခွင့်ရဖို့မျှော်လင့်နေရပါတယ်။ဘလို့ပုံစံမျိုးနဲ့ပဲခင်းကျင်းပါစေအသင်းပရိသတ်တွေကတော့ရလက်ကောင်းတွေကိုတေချာပေါက်မျှော်လင့်တာကတော့အမှန်ပါပဲ။လက်ရှိကာလထက်လာမဲ့အနီးကပ်ရာသီတွေအတွက်လည်းပြင်ဆင်မှုတွေကိုပြုလုပ်ဖို့မျှော်လင့်နေကြပါတယ်။လောလောဆယ်ကတော့လီဗာပူးအသင်းထိတ်တိုက်ရင်ဆိုင်သွားမယ့်ပွဲစဉ်တွေထဲမှာခက်ခဲတဲ့အသင်းတစ်သင်းရဲ့လို့စပါးတစ်သင်းလောက်ပဲရှိနေပါတယ်။နောက်ဆုံး9ပွဲမှာ West Ham နဲ့ Premier League ပွဲ Wolves နဲ့ Leeds ဖလားတစ်ပွဲ FA ဖလားတစ်ပွဲစပါး Brighton တို့နဲ့ဖြစ်ပါတယ်။ဒီ9ပွဲကလည်းလက်ရှိအသင်းရဲ့အင်အားနဲ့ဆိုလို့ရှိရင်ရလက်ကောင်းဖို့မျှော်လင့်လို့ရနေပါတယ်။ဒါမှလည်းတပွဲပြီးတပွဲရရှိတဲ့ mentality ခေါင်းတွေနဲ့အတူစစ်မှန်တဲ့အသင်းရဲ့ပုံရိပ်ကောင်းတွေကိုပြန်ပြီးတော့မှမြင်တွေ့ခွင့်ရမှာပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။